ဒီနေ့မှာစားလို့အရန်ကောင်းပြီးတော့လွယ်ကူတယ်ချက်ရတာလဲလွယ်ကူနဲ့စားရတာလဲအရသာရှိအရန်ကိုစားကောင်းတဲ့ဒီတက်ရှိတောက်ဟင်းကြိုလေးကိုလောက်ပြသွားမှာဖြစ်တယ်ပေါ့နော်ဒီမှာမိုးကထမင်းနဲ့မစားဘဲနဲ့မုတ်ဖက်လေးနဲ့တွဲပြီးတော့စားခဲ့ပါတယ်မုတ်ဖက်လေးနဲ့စားတော့လေအရန်ကိုမှအဆင်ပြေတယ်တို့ရခိုင်မုတ်ဒီဆိုလို့ရှိရင်အဘူချာဘူးဆိုလို့ရှိရင်လည်းဒီလိုနီးပုံစံလေးပေါ့နော်ဒါပေမဲ့ဟိုကငါးနဲ့ချက်တယ်ဒီမှာမိုးကငါးနဲ့မချက်ဘဲနဲ့တက်ရှိတောက်နဲ့ချက်တာဖြစ်တယ်ပေါ့နော်မုတ်ဖက်လေးနဲ့အရန်ကိုမှစားကောင်းလို့လိုက်လှုပ်စားကြပါအောင်ရှင်ကဲဒါဆိုရင်တော့အရင်ဥဆုံးမိုးကကြက်ရှိတောက်တွေကိုအားလုံးရေတက်ဆင်ပြီးသွားပြီဆိုလို့ရှိရင်အရသာမှုတ်အနေနဲ့ချိုမှုတ်နဲ့စားနေပေါ့နော်မိုးကအရသာနှဲခဲ့တယ်ပြီးလို့ရှိရင်တော့ရင်နွေးအိုးတည်ထားတယ်ပေါ့နော်အဲ့ဒီပုတ်ပွက်ဆိုတဲ့ရင်နွေးအိုးထဲကိုမိုးကနက်နက်ပင်အမြင့်ရယ်ပြီးတဲ့အခါကြက်သွန်ဖြူရယ်ထောင်းပြီးထည့်ခဲ့တယ်ဒါကဒီထဲကိုထည့်ဖို့တမယာသီး6ရွယ်ပြီးတဲ့အခါနက်နက်ပင်လေးတွေကိုပြင်ဆင်ထားတယ်ပေါ့နော်ရေပုတ်ပွက်ဆူလာပြီဆိုလို့ရှိရင်မိုးကဒီမှာကြက်ရှိတောက်လေးတွေကိုထည့်ခဲ့တယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ဒီကြက်ရှိတောက်ကရေပုတ်ပွက်ဆူမှာထည့်တဲ့အခါကြလို့ရှိရင်သူ့ရဲ့ညှိနှံ့ကပျောက်တယ်ပေါ့နော်ပြီးတော့မိုးကဒီထဲကိုအရှင်ထဲမှာဆိုတဲ့အတွက်မကြီးမဲ့လေးကိုစိမ့်ထားတယ်ဒါကတော့ခနောကြက်သားမှုန့်လေးအတုံးလေးဖြစ်ပါတယ်ပေါ့နော်ပုတ်ပွက်ဆူလာပြီဆိုရင်နောက်ထပ်အနံ့နေပျောက်သွားအောင်ဆိုပြီးတော့6ရွက်လေးတွေကိုလည်းထည့်ခဲ့တယ်ပေါ့နော်တချို့ကြက်ရှိတောက်တွေဆိုလို့ရှိရင်ဒီတိုင်းတပြုတ်တဲ့အခါကြလို့ရှိရင်သူ့ရဲ့ညှိနှံ့ထွက်တယ်ပေါ့နော်ဒါကြောင့်မို့လို့ရင်နွေးပုတ်ပွက်ဆူမှာကြက်ချီတောက်တွေကိုထည့်တဲ့အခါကျလို့ရှိရင်เนาะအညှိနဲ့တက်တာတယ်မိုးကဒီလိုမျိုးပုတ်ပွက်ဆူလာပြီဆိုလို့ရှိရင်အပေါ်ကနေပြီးတော့ဗောနော်ဒီကြက်ချီတောက်ရဲ့အမြုပ်လေးတွေကိုလည်းဖယ်ထုတ်ခဲ့တယ်ဗောနော်ပြီးလို့ရှိရင်မိုးကဒီမှာလူရှင်းနေထည့်ခဲ့တယ်ဗောနော်ကိုကြိုက်နှစ်တက်တဲ့အသားလုံးတွေကိုထည့်ပြီးတော့စားလို့ရပါတယ်ဗောနော်မထည့်ရင်လည်းရတယ်ထည့်ရင်လည်းရတယ်မိုးကတော့ထည့်တယ်ကြိုက်တယ်ဗောနော်အကြောင်းမိုးထည့်ခဲ့တယ်ပြီးလို့ရှိရင်တော့မြုပ်ဒီစိမ်းကိုထောင်းထားတာကိုထည့်ပါတယ်ဗောနော်ဘာဖြစ်ဆိုတော့ရှင်ဆက်ပူလေးပေါ့နော်ပြီးလို့ရှိရင်မကြီးမဲဖြော်ထားတာလေးကိုလည်းထည့်ခဲ့ပါတယ်ပေါ့နော်ရှင်ဆက်လေးနဲ့ဟာအာဘူရှာဘူးထီမိလေးပေါ့နော်ထီမိကွီလေးပါအနက်လေးကလည်းမှုေးလာပြီဒီမှာเนาะအားလုံးကလည်းအစင်တစ်ဖြစ်နေလောက်ပြီเนาะမိုးကဒီမှာတက်ရှိတော့နူးတဲ့အထီကိုအချိန်ကြာလေးပြုတ်ခဲ့တယ်ဗောနော်တက်ရှိတော့ကနူးမှစားကောင်းတယ်မနူးဆိုရင်စားလို့မကောင်းဗောနော်နောက်ဆုံးမှကျတော့မိုးကဒီအမှုလေးတွေကိုထည့်ခဲ့ပါတယ်ဗောနော်ရှင်းလည်းထည့်လို့ရတယ်မရှိလည်းမထည့်ပါနဲ့ရပါတယ်เนาะအားလုံးဒါဆိုလို့ရှိရင်တော့အရသာအပေါ့ငံမြေးပြီးတော့သုံးဆောင်လို့ရပါပြီသူနဲ့တွဲစားဖို့တမယာတီးရဲ့နနံပင်ရဲ့မုတ်ဖက်လေးရဲ့